နေတဲ့ပုံစံကမိမိကိုယ်တိုင်ကြတော့ဒါခါတဲ့ဒီမိုကရေစီကိုနားမလဲအကယ်ဒမီပေးပွဲမှာပါသွားပြီးတော့နောက်ရှိအခြေခံဥပဒေသူလုံးသမျှဟာအားလုံးသွားလို့အချက်ခွဲခံပြီးသွားလုပ်နေတယ်နော်အကယ်ဒမီပေးပွဲကြီးကိုသွားဖြတ်စည်းနေတယ်လူပြန်သမားတွေကျွန်တော်စိတ်မကောင်းလိုက်တာလေကျွန်တော်ပုံဝင်နေပြောတာကျွန်တော်လုံးဝစိတ်မကောင်းဖြစ်မိတယ်ကိုကဒေါအောင်ဆန်းစုကြည်ကိုသွားမရှင်နဲ့ဟိုကပြည်သူလူထုကရွေးချယ်တင်မြှောက်လိုက်တဲ့အတွက်ကြောင့်မို့လို့ချစ်တဲ့ပြည်သူများတယ်ဟုတ်တယ်များတဲ့အတွက်ကြောင့်မို့လို့ဒါသွားလို့တက်တာပြဿနာမရှိပေမဲ့မိမိကအာဏာကိုအတင်းယူထားတာလေနော်2008ချိန်ကဥပဒေလက်လုံးကြားတွေလုပ်ပြီးယူထားတာလေယူထားတဲ့အတွက်ကြောင့်ကိုကသွားတက်လိုက်တဲ့ခါကျတော့ဒီအကယ်ဒမီပေးပွဲကဘာဖြစ်သွားပြီလဲဒီအကယ်ဒမီပေးပွဲဟာတနည်းအားဖြင့်ဒီဘယ်လိုခေါ်မလဲကျွန်တော်တို့တော်လိုင်းဘက်ကဝေးဖန်နေတယ်လို့မျိုးစစ်ဖက်အောက်ကဟာကြီးပါကွာစစ်ဖက်အောက်ကတော့ဒီဘယ်လိုခေါ်မလဲအကယ်ဒမီပေးပွဲပါကွာလို့ပြောတဲ့ခါကျလို့ရှိရင်အနုစင်ထဲမှာဖြစ်နေတဲ့ဒီမိုကရေစီအဖွဲ့တွေနဲ့တိုက်မဲ့သူတရုတ်ကိုလည်းသိမှာဖြစ်ဘူးလို့ပြောရတဲ့ဘောနော်ဆိုတော့နောက်တစ်ခုကတရုတ်ကလည်းသူထပ်မေးပါတယ်တဲ့ပြီးခဲ့တဲ့လတွေဗျနော်စစ်မရရှိတူကမေးပါတယ်တဲ့တရုတ်စစ်ရရှိကခင်ဗျားတို့ရှိတဲ့အရင်းမြစ်တစ်ခုနဲ့စစ်တပ်ကိုနိုင်မယ်ထင်သလားလို့မေးတယ်တဲ့နော်ခင်ဗျားတို့ရှိတဲ့အရင်းမြစ်တစ်ခုနဲ့စစ်တပ်ကိုနိုင်မယ်ထင်သလားလို့တရုတ်ကသူတို့မေးတယ်တဲ့နော်အဲ့တော့သူကခေါ်မို့ကျွန်တော်ဗာပြောလိုက်တယ်ဆိုတော့တဲ့တရုတ်ကနိုင်ငံရေးသမိုင်းကိုပြကြည့်မယ်ဆိုရင်လည်းအမေရိကန်နဲ့ရုရှားကဝင်ကူပေးတဲ့အဖွဲ့တွေကနောက်ဆုံးမှာထိုင်ဝမ်ကိုထွက်ပြေးသွားတယ်မဟုတ်ဘူးလားကဲဆိုလိုတာအင်အားကြီးပေမဲ့လေအင်အားကြီးဝိုက်ကူပေမဲ့လေအဲ့ဒီအဖွဲ့ထိုင်ဝမ်ထွက်ပြေးသွားတယ်မဟုတ်ဘူးလားပြောချင်တာကတော့ငါတို့မှာစစ်တပ်လောက်အင်အားရှိနေမှရှိတယ်ဒါပေမဲ့နောက်ဆုံးမှာစစ်တပ်ကလည်းထိုင်ဝမ်ထွက်ပြေးရတယ်လို့ပြေးသွားမယ်ဆိုတဲ့သဘောမျိုးသူက message ပေးတာထိုင်ဝမ်တရုတ်ကိုပြန်ပြောတာတရုတ်ကိုထိုင်ဝမ်ဥပမာနဲ့ပြန်ပေးလိုက်တယ်ပေါ့ဗျာဆိုတော့ဟုတ်ပါတယ်ချန်ကီရှိတဲ့အိုစုကတရုတ်ပြည်မှာတိုက်ကြတယ်မော်စီတုံးနဲ့တိုက်ကြတဲ့ခါမှာထွက်ပြေးရတယ်ရှောင်ထွက်သွားတယ်နောက်ဆုံးမှာထိုင်ဝမ်ရောက်သွားတယ်ချန်ကီရှိတဲ့အိုစုအဲ့တော့ချန်ကီရှိတဲ့အိုစုကိုအမေရိကန်ရောရုရှားအမေရိကန်ရောရုရှားကကူညီထောက်ပံ့မှုအကြီးကျယ်လုပ်တယ်ဒါပေမဲ့မော်စီတုံးတို့ကတော့ပြန်တိုက်ထုတ်ရင်းနဲ့မော်စီတုံးကိုနိုင်သွားတဲ့ခါအမေရိကန်ရောရုရှားကိုထောက်ပံ့ပေးတဲ့အဖွဲ့ချန်ကီရှိတို့ကထိုင်ဝမ်ထွက်ပြေးသွားရရှာဘာချတော်မျိုးကြီးကျွန်မတို့မူခိုင်းပြပါတယ်ဒီနေ့2026ခုနှစ်နော်ဖေဖော်ဝါရီလ9ရက်နေ့ပေါ့နော်9ရက်နေ့ကျွန်မရဲ့မိဘပြည်သူတွေကိုကျွန်မမျှော်လင့်ဆောင်စားနေတဲ့နော်သတင်းလေးတွေသိရအောင်ကျွန်မအခုတက်လာခြင်းဖြစ်ပါတယ်ဒီကနေ့နော်ဒီကနေ့9ရက်ဖေဖော်ဝါရီလ2026ခုနှစ်မှာဒီနေ့ကျမတို့တရားရုံးချိန်မှာတောင်တကုံပေါ့နော်တောင်တကုံတရားရုံးချိန်မှာကိုစော်ဘုန်းရင်ကိုကျမတို့မမိုးခိုင်ကဆွဲထားတယ်ပမြင်းဆောင်358နော်ပ358မြင်းဆောင်2025 66ဂါကြီးအမှုတရားရုံးချိန်မှာဒီကနေ့တရားသူကြီးကအမိန့်ချလိုက်ပါပြီကိုစော်ဘုန်းရင်ကနော်ပ358မြင်းဆောင်2026 66ခါကြီးနဲ့ကျမတို့မူခိုင်ဆွဲထားတဲ့အမှုကိုဒီကနေ့ထောင်နဲ့2နှစ်နော်ထောင်နဲ့2နှစ်နဲ့အမိန့်ချလိုက်ပါပြီဆိုတော့အကြောင်းကိုကျမရဲ့မိဘပြည်သူများသိရှိစေရန်ကျမဒီຢာလေးကိုအသိပေးပြောကြားခြင်းဖြစ်ပါတယ်နော်ဒီကနေ့ကျမတို့တောင်တကုံတရားရုံးချင်းအမှုပြီးသွားပါပြီနော် fighting အတင်းနေရာတက်ယူထားတာလေအဲ့တော့မိမိကိုချစ်တဲ့သူမုန်းတဲ့သူတွေမှာမုန်းတဲ့သူဘယ်လောက်ထိများမလဲဆိုစဉ်းစားအဲ့တော့ကိုယ့်ရဲ့ဒီပွဲတက်ချင်တဲ့စိတ်နော်ပွဲကြိုက်မောင်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့နောက်ဆုံးပိတ်တော့အနုပညာလောကဟာလူနေအနုပညာသားတွေကသူများအခုအနုပညာလောကလည်းမစီလုံးပြမစီယုံတဲ့ပုံစံမျိုးတွေဖြစ်နေတယ်အလိုလိုနေသွေးကွဲနေတဲ့လောကကြီးဟာမိမိသွားပြီးတော့ဟလာမိမိ promotion တင်ရနေရာဖြစ်နေတဲ့ခါကျတော့အနုပညာလောကကြီးဟာစိတ်ပြက်စရာမကောင်းသွားဘူးလားအနုပညာသမားတွေလည်းထားပါတော့သူ့ကိုချစ်တဲ့အနုပညာသမားလည်းရှိမယ်သူ့ကိုမုန်းတဲ့အနုပညာသမားလည်းရှိမယ်အဲ့တော့သွားပြီးအယောင်မစိုးစေခြင်းဘူးကျွန်တော်တို့စီကံလေးထားပါကျွန်တော်တို့တော့မှပဲ like လေးတွေပေါ့ဗျာနော်ဟိုကိုကအားပေးခြင်းတဲ့သူရှိအောင်စကားပြောခြင်းတဲ့သူရှိအောင်ပါပဲပုံဝင်လင်းပြောရင်နိုင်ငံရေးသမားများဟာအချစ်မုန်းပေါ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်လူတော့မတိုးပါဘူးပုံဝင်လင်းပြောနိုင်ငံရေးလောကမှာလူတော့တိုးတာပေါ့ဗျာနော်တကယ်တခြားလောကမှာတော့ပုံဝင်လင်းပြောရင်ကျွန်တော်လည်းလူတော့မတိုးပါဘူးဝင်ခံရမှာမယ်နော်ဘာကြောင့်လဲဆိုတော့နိုင်ငံရေးလောကမှာကိုယ့်ကိုချစ်တဲ့ကိုယ့်ပြည်သားတော့ကိုဟုတ်နေတာပဲဒါပေမဲ့နိုင်ငံရေးဘယ်ဘက်ချမ်းမှအယောင်စင်းမရှိတော့ပွဲမျိုးတွေဆိုလို့ရှိရင်ပုံဝင်လင်းပြောရင်ကျွန်တော်သွားဖို့တို့နော်ဝင်ရောက်စကားပြောဖို့တို့ပတ်သက်ဆက်နေလို့ဆိုရင်ကျွန်တော်နှစ်ခါသုံးခါလောက်စဉ်းစားရပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်လူတော့မတိုးပါဘူး။ဘာကြောင့်အမုန်းနေရှိရလေနော်။ချစ်တဲ့သူရှိရမုန်းတဲ့သူရှိတယ်။အဲ့တော့ကျွန်တော်တို့တော့မှဒါမျိုးစဉ်းစားရင်ဗျာစစ်ကောင်းဆောင်နေနဲ့ဒီထက်ပိုပြီးစဉ်းစားတဲ့လေ။မစဉ်းစားတော့ကယ်ရီပေးပွဲကအနုပညာဟာအနုပညာတိုင်းလေးထားပါဗျာ။ကျွန်တော်ပြီးခဲ့တဲ့ခါကပြောခဲ့သလိုပေါ့။ဆရာဝန်စိတ်ကူပါစေ။သူနာပြည့်စိတ်ကူပါစေ။ကျောင်းဆရာမကြီးစာတင်ပါစေ။ဟဲ့လား။နိုင်ငံရေးတော့နိုင်ငံရေးလုပ်ပါစစ်သားစီရေးလုပ်ပါနော်။စစ်ကောင်းဆောင်လုပ်ပါ။စီးတဲ့ကန်းနဲ့နေပါအခုကမဟုတ်ဟိုနေရာလဲသူပါဒီနေရာလဲသူပါအဲ့တော့ဘာသာရေးလဲသူသွားတယ်ကျွန်တော်ဆိုသွားတယ်မသွားတယ်စဉ်းစားသလိုသူဒါလောက်တော့မှမစဉ်းစားဘူးလားကျွန်တော်ပြောချင်တာကဒီသက်တည်ရရောက်နေပြီဗျာနော်အဲ့တော့
မိမိကြောင့်နဲ့နိုင်ငံရေးလောကဆိုတာအရန်ကိုပုံမှန်လင်းပြောရရင်အမုန်းခံနေပါเนาะနိုင်ငံရေးလုပ်တယ်နိုင်ငံရေးပါဆိုတော့တကယ်ဟိုကျွန်တော်မြန်မာနိုင်ငံတိုင်းတာနဲ့ကြည့်မယ်ဟိဆိုရင်ကိုကြောင့်နဲ့ညှိုးနှွမ်းသွားမလားကိုကြောင့်နဲ့သူများကျွန်တော်သွားမယ်ဆိုလို့ရှိရင်တော့မှပဲဒါမျိုးလေးတော့စဉ်းစားတင်တယ်လို့ကျွန်တော်ထင်တယ်အဲ့တော့အကယ်ဒမီပေးပွဲမှာပြောချင်တာတွေသွားပြောသူပြောတဲ့အရာအားတော့နိုင်ငံရေးလေးလိုက်စားသူတိုင်းသိပါတယ်ဘာလို့တလွဲတွေကြီးပဲလေเนาะ2008ခြေခံဥပဒေကိုဟုတ်လားကျွန်တော်တို့က democratization လုပ်မယ်2008ခြေခံဥပဒေကိုဒေါအောင်ဆန်းစုကြည်ယုံကြည်ခဲ့တယ်လို့ကျွန်တော်လည်းယုံကြည်ခဲ့တယ်ဒေါအောင်ဆန်းစုကြည်2008ခြေခံဥပဒေနဲ့ဂျားပြရွေးကောက်ပွဲဝင်မှုဆုံးဖြတ်တဲ့ချိန်မှာတမျိုးလုံးနဲ့တယောက်ဆန့်ကျင်ဘက်လုပ်ပြီးထောက်ခံခဲ့တာကျွန်တော်ဒေါအောင်ဆန်းစုကြည်ကိုဘာကြောင့်လဲဆိုတော့အခုအပြောင်းတစ်ခုအသွင်ကူးပြောင်းရေးတိုင်းတာတစ်ခုကိုကျွန်တော်တို့မျှော်လင့်ခဲ့မိတယ်ဘာကြောင့်လဲအဲ့ချိန်မှာအဖြေမရှိဘူးရှေ့တက်တိုးလို့မရနောက်လဲဆုပ်လို့မရဟလားစစ်တပ်ကလည်းနောက်မဆုပ်နိုင်ငံရေးကနောက်မဆုပ်တဲ့ခါကျတော့ဘလို့မှနိုင်ငံရေးကရှေ့တိုးလို့မရအဲ့ချိန်မှာဒေါအောင်ဆန်းစုကြည်ဆုံးဖြတ်ချက်ကိုကျွန်တော်လေးစားခဲ့တယ်လေးစားပြီးကျွန်တော်အားပေးခဲ့တယ်အားလုံးနဲ့ဆန့်ကျင်ပြီးထောက်ခံခဲ့တာပါနော်ဘာကြောင့်လဲ2008ခြေခံဥပဒေဟာအသွင်ပြောင်းမှုတစ်ခုကိုဖြစ်ပွားစေမယ်လို့ကျွန်တော်ယုံကြည်ခဲ့တယ်ဒါပေမဲ့အဲ့2008ခြေခံဥပဒေရဲ့ဇယိုက်မှန်တရုပ်မှန်ကိုဘာမှသွားတွေ့ရလဲဆိုတဲ့ခါကျတော့2021နော်ဒီအာဏာရယူမှုပေါ့အာဏာရယူမှုမှာကျွန်တော်သွားတွေ့တဲ့အခါမှာဟာ2008ခြေခံဥပဒေအဲ့ဒီမှာကျွန်တော်သိတယ်မလားပို့ပြီးထပ်လေ့လာကြည့်တယ်ဟာပို့ပြီးထပ်လေဟာဘလို့မှ2008ခြေခံဥပဒေနဲ့ကတော့ဘလို့နီးနဲ့မှကျွန်တော်တို့နိုင်ငံဟာကျွန်တော်အားလုံးမျှော်မှန်းထားတဲ့ ပြောနေတဲ့ဒီ democratization ပေါ့ဗျာနော် democratization ကိုကျွန်တော်ဘလို့မှရနိုင်မှာမဟုတ်ဘူးဆိုတော့ကျွန်တော်သွားတွေ့ရတယ်ဘာကြောင့်လဲဆိုတော့စစ်တပ်ကလိုအပ်ထားတဲ့ပို့ပြီးတော့ဩဇာအာဏာကြီးပြီးတဲ့အပြင်ကိုဟုတ်တယ်သူတော့တဖြည်းဖြည်းနဲ့ဗျာ2000ခြေခံဥပဒေရဲ့တဘာဝမှန်တရုပ်မှန်ကိုကျွန်တော်တို့တည်တည်ချာချာလေ့လာကြည့်တဲ့အခါမှာပုံမှန်တွေအားလုံးတောက်လျှောက်သေးချာလေ့လာကြည့်တယ်အဓိပ္ပာယ်ပြန်ကြည့်တယ်ပေါ့ဗျာနော်အဲ့လိုကြည့်လိုက်တဲ့အခါမှာတကယ်တမ်းသွားတွေ့ရတာဘလို့နီးနဲ့မှမဖြစ်နိုင်တော့ပုံစံမျိုးတွေသွားတွေ့ရတယ်အဓိကတော့စစ်တပ်ပေါ်မှာအားသွားမှုတည်နေစစ်ကောင်းဆောင်တယောက်ရဲ့စင်ချင်ဉဏ်ကောင်းရင်2008ခြေခံဥပဒေဟာကျွန်တော်တို့ဒီမိုကရေစီအပြောင်းလဲကိုခေါ်ဆောင်ပေးနိုင်မယ်လို့ကျွန်တော်မျှော်လင့်ရပေမဲ့စစ်ကောင်းဆောင်တယောက်အုံနောက်နဲပြီးညံရည်နဲပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီမိုကရေစီခေါ်ဆောင်မှုဆိုတာဘလို့မှဖြစ်နိုင်မှာမဟုတ်ဆိုတော့ကျွန်တော်တို့သွားတွေ့ရတယ်ပုံမှန်6စားလင်းရနေစားပြီးပုံမှန်20စားလုံးဟုတ်လားပုံမှန်4တစ်ခွန်ပုံမှန်4နှစ်5ပုံမှန်4နှစ်ခွန်ဟာအစသဖြစ်ပေါ်တော့436ဟာအဲ့ဒါကျွန်တော်သွားတွေ့ရတယ်ဟာစစ်တပ်ကအရာရာကိုစစ်တပ်ပေါ်မှာပဲအများကြီးမူတည်နေတဲ့ပုံစံမျိုးတွေသွားတွေ့ရတယ်အဲ့ဒီအချိန်မှာတော့ဦးမင်းအွန်လိုင်းလောက်ပြသွားပို့ပြီးတော့2008ခြေခံဥပဒေရဲ့ယုံကြည်ကိုးစားရမှုပေါ့ဗျာနော်ရိုးသားမှုဘယ်မှာပို့ပြီးအားနေသွားလဲဆိုတဲ့ခါကျတော့ခင်ဗျားအလုံးမှတ်မိကြတယ်မယ်ပုံမှန်4နှစ်5နဲ့ကျွန်တော်ပြည်သူတရက်လုံးကို6လီဆိုခိုင်းခဲ့တာခင်ဗျားမှတ်မိလားအဲ့ဒီအချိန်မှာလည်းပဲ2008ခြေခံဥပဒေကသူလောက်မှပဲကျွန်တော်တို့2008ခြေခံဥပဒေကဘလို့မှယုံကြည်လို့မရတဲ့ပုံစံမျိုးတွေသွားဖြစ်နေတာတေးဥမှန်နေပေါ်တယ်ဗျအဲ့တော့စဉ်းစားကြည့်အောင်ဘလို့မှကျွန်တော်တို့ဒီ2008အခြေခံဥပဒေကသူ့ကြောင့်ပဲတိတ်ခါတွေကြသူ့ကြောင့်ပဲ2008အခြေခံဥပဒေပုံမှန်လေးပြောရင်ပြက်ပြီးတော့ပြောလို့ရတယ်ဟုတ်တယ်2008အခြေခံဥပဒေကအာဏာကိုလက်သုံးချလုပ်ပြီးတော့အတေးလူယူလိုက်တဲ့အခါမှာလည်းဘလို့ယူလဲဆိုတဲ့ခါကျတော့ကာလုံနဲ့တေချာမခွဲစီပဲနဲ့နော်ပုံမှန်၄တစ်ခွန်ရအရေးပေါ်ချင်းတွေကြီးညာပြီးတော့မှနော်အဲ့တော့ကာလုံနဲ့တွေ့ပြီးတော့မှရေးပေါ်ချင်းတွေကြီးညာရမယ်အစားရေးပေါ်ချင်းတွေကြီးညာပြီးတော့မှကာလုံနဲ့တွေ့တဲ့ပုံစံမျိုးတွေအဲ့တော့လက်တလုံးချားတွေပဲလွတ်သွားတာတွေဖြစ်တယ်ဒါကိုသူကဥမာပြပြီးတော့မင်းကငါတို့မနိုင်နိုင်ပါမလားစစ်တပ်ကိုနိုင်ပါမလားလို့ပြောရင်းနဲ့ချန်ကီရှစ်တို့ထိုင်ဝမ်ထွက်ပြေးသွားတဲ့ဥမာကိုမင်းပြန်ကြည့်ပါဆို message ကိုသူပြန်ပေးလိုက်တာဆိုတော့ခါကြရင်ဂွမ်မောကသူလဲတော့လဲတယ်ဗျတပန်းမပြေဘူးဆိုတပန်းပြေဘူးဆိုအဲ့ဒါပဲဆိုတော့တေးကိုသူကအဲ့လိုသားပြောတော့တေးကဘာပြောမလဲအေးစေးပေါ့အေးပါအဲ့လောက်နဲ့ပြောဒါမဲ့လည်းဒါတွေကဂွမ်မောနဲ့တူတွေကြားဘယ်လိုဆက်ဆက်မှုရှိလဲကျွန်တော်မသိဘူးလေဒါတွေစိတ်ဝင်စားဖို့တော့ကောင်းတယ်နော်စိတ်ဝင်စားဖို့တော့ကောင်းတယ်ပြီးတော့သူအဓိက NUG နဲ့ပေါင်းပြီးတော့မှသူဆိုရနဲ့ဆွေးနွေးမယ်ဆိုတဲ့သဘောမျိုးသူကပြောတာပဲဆိုအဆွမ်းဆွေးနွေးမယ် NUG ပါမှသူအဆွမ်းဆွေးနွေးမယ်ဆိုတဲ့သဘောမျိုးနော်အဲ့တော့ဗမော်တိုက်ပွဲကိုပြောတဲ့ခါကျတော့ဗမော်ရဲ့ခုချိန်တိုက်တဲ့ခါမှာဗမော်တိုက်တဲ့ခါမှာနှစ်နဲ့ချီနေပြီပေါ့ဗျာဒါမှလည်းအရင်နေ့များနဲ့တင်းမယ်ဒါသူသိပါတယ်ပေါ့အဲ့တော့ဗမော်တိုက်တဲ့ခါမှာတိုင်းရင်းသားတွေအများကြီးပါတယ် PDF တွေပါတယ်ဂေါ်ရခါတွေရှမ်းတွေချင်းတွေနာဂမျိုးစုံပါတယ်အကုန်ပါပါတယ်ဒါပေမဲ့ဗမော်တိုက်ပွဲနဲ့ပတ်သက်ပြီးမေးတဲ့ခါမှာသူတို့ပြောတာရှင်းပါတယ်တဲ့ဗမော်တိုက်ပွဲကတစ်နှစ်ကျော်ပြီးမှန်တယ်တဲ့ဒါပေမဲ့သူတို့မှရှိတဲ့အရေးမြစ်တွေနဲ့သူတိုက်နေရတာတဲ့ကဲ PDF တိုက်တာတစ်နှစ်ကျော်တာလေခင်ဗျားတို့မပြောနဲ့တဲ့ပြည်သူ့အစိုးရဗမော်ရဖို့တဲ့9နှစ်ကြာမှဗမော်သိမ်းနိုင်ပါတယ်တဲ့ဆိုတော့ငါတို့တစ်နှစ်နဲ့မရတော့ဘူးအပြစ်မတင်နေဘူးငါတို့ပြည်သူ့အစိုးရတော့ဗမော်9နှစ်ကြာအောင်တိုက်ရတယ်ဆိုပြီးသူပြောချင်တာနော်အဲ့တော့တို့တဲ့ရင်းနှီးနဲ့ပြည်သူတွေနဲ့ပေါင်းပြီးသူရအောင်တိုက်အောင်မယ်ဆိုတဲ့သဘောမျိုးတော့သူကပြောတယ်နော်
ဆိုတော့မြကြီးနားနဲ့ဝိုင်းပုံတိုက်ပွဲတွေပေါ်ဆောင်အစင်းသင်းလောက်ထားတဲ့အချိန်မှာကျွန်တော်တို့ဒီမေခမြစ်စုံမွေးစီမံကိန်းအကောင့်တစ်ပုဒ်မေခမြစ်ဘုတ်ကိုကျွန်တော်တိုက်ပွဲပေါ်ဆောင်လိုက်ရပါတယ်ဆိုတော့ပြောချင်တာတချို့သူတိုက်မဲ့နေရာတွေပြင်ထားရမယ်တခြားနေပြောတော့ဗျာနော်နောက်တစ်ခုကသူတို့ရဲ့တော်လန်ရေးပေါ့အဲ့ဒါ၄နှစ်ကနေ6နှစ်ထိကြာမယ်လို့ဒီခင်းချင်းစတယ်သူတို့ခံမှန်းထားတယ်လို့သူကပြောတယ်နော်၄နှစ်နဲ့6နှစ်ကြာမယ်လို့သူကခံမှန်းထားတယ်သူကပြောတယ်အဲ့တော့ပြောရင်တော့ဒီခင်းချင်းတွေအားလုံးနဲ့ခြုံပြီးတော့စစ်တပ်နဲ့ဘာပြောမလဲလို့မေးစစ်တပ်ကတော့ရှင်းတယ်တဲ့စစ်တပ်ကတော့သူကတပ်မလို့လက်ရှိစစ်တပ်ကတော့ရှင်းတယ် NUG မပိုင်လို့သူစကားပြောဆိုတဲ့သဘောမျိုးသူက KI ကအဲ့လိုမှာထားမယ်ပေါ့ဗျာနော်အဲ့တော့ KPICT ဆိုတဲ့အဖွဲ့အစည်းလို့တဲ့ကိုယ်စားလှယ်တွေဒီမှာ NUG ပါဝင်တဲ့စီးရေးရ KI ဒေသတစ်ခုလုံးကချင်ဒေသတစ်ခုလုံး KI ကထိန်းနေပေါ့ဗျာစသဖြင့်ပြောတယ်အဲ့တော့သူကဒီဘာလို့ဒီမိုကရေစီရေးလှုပ်ရှားတယ်လို့သူကပြောတယ် NUG အုပ်စုနဲ့အဲ့တိုက်အုပ်စုနဲ့ပေါင်းပြီးတော့ပဲသူကဆက်ပြီးတိုက်အောင်မယ်အဲဒါမှမဟုတ်ဆွေးနွေးနေသူတို့နဲ့ပဲဆွေးနွေးရမယ်အတူတူတွဲဆွေးနွေးရမယ်ဆိုတဲ့သဘောမျိုးကိုပြောတာတွေ့ရတယ်ဆိုတော့ကာတွန်းကွန်ကွန်ရဲ့စကားတွေထဲမှာတော့ကျွန်တော်တို့မြင်နာတွေရရှင်းရှင်းလေးပါပဲကာတွန်းကွန်ကွန်ရဲ့စကားတွေထဲမှာမြင်နာရှင်းရှင်းလေးပဲစကိုင်းထဲမှာရှိတဲ့ PDF တွေရဲ့ဂုံတိတ်ခါကာတွန်းကွန်ကွန်ရဲ့စကားတစ်ခွန်းကြောင့်လုံးဝကြာဆုံးသွားတယ်ကြာရှုံးသွားတယ်စဉ်းစားကြည့်ဗျာခင်ဗျားဟိုအောင်စရအမျိုးတွေနော်ဦးအောင်စရအမျိုးတွေအလောင်းမင်းတရားကြီးရဲ့အမျိုးတွေဘာလို့ဆိုအဲ့စကိုင်းဆိုတာအလောင်းမင်းတရားကြီးရဲ့အမျိုးတွေနော်ရွှေဘိုစကိုင်းဆိုတာအလောင်းမင်းတရားကြီးရဲ့အမျိုးတွေပေါ့ဗျာအလောင်းမင်းတရားကြီးရဲ့အမျိုးတွေကအခုချိန်မှာတွားပြီဇက်သိန်းပြီတွားပြီခင်ဗျာအလောင်းမင်းတရားစိတ်တက်ပျောက်သွားပြီဟုတ်နင်းထိုင်နေကိုထူထောင်ထားနိုင်ဆိုမရှိဘဲနဲ့ KIA ကွမ်မော်တို့ရဲ့အုပ်စုတွေရဲ့ချမ်းဆောင်ခွေးပေါ်ကိုစကိုင်းအုပ်စုတွေစကိုင်း PDF ဖွဲ့တွေရောက်သွားတာကျွန်တော်တို့ရှင်းတာကိုတိုင်းကကျွန်တော်တို့ဒီပြပအားကိုပစံရိုးရဲ့ဖြစ်ပြီးတော့ကျွန်တော်ရုရှားတရုတ်ရဲ့ချမ်းဆောင်ခွေးတောင်အဆင်မရှိတဲ့မင်းအောင်လိုင်းလိုကောင်မျိုးရဲ့အောက်ဆွဲကောင်ကဒီလိုမျိုးပြောလာတယ်ဆိုတော့ကိုမျက်လုံးနဲ့ချီကိုကြောင်မမြင်မဲနဲ့เนาะဒါသူများမျက်ချီသူများစောက်ပြစ်တွေလိုက်ပြောနေတာကတော့လုံးဝဒီကောင်တွေစောက်တိတ်ပဲမရှိဘူးဗျာเนาะကျော်နုဆိုတဲ့ကောင်ကမိမ့်မရှာလို့ပြောလို့ရတယ်เนาะဘာလို့ဆိုအခုလဲကျွန်တော် KIA ဌာနချုပ်ကိုလိုက်စာမှာပေါ့နော်ကျင်းပတဲ့ပွဲမှာရှိတဲ့ KIA ရခေါင်းဆောင်တွေတက်ရောက်တော့ပွဲကိုအကြမ်းမဲ့စစ်ခေါင်းဆောင်အနေနဲ့ဒါဘုံမကျေးလို့ဆိုပြီးတော့သူလောင်နေရရှိတယ်နော် KIA ကိုမြေဖြတ်ခြင်းဘာလို့ဘုံမကျေးရလဲဆိုတော့လေးတန်းတွေဘာတွေကောင်ထွက်လာတာဟိုမဆုံးနော်ဒီကောင်ပြောတဲ့စကားကွန်ပျူတာစကားရပါနော်ဆိုတော့ပြီးတော့သူတို့ကတရုတ်ကိုလည်းသူကရှင်းရှင်းလေးပဲခက်မှခက်တင်းတင်းလေးပြောနေတာတော့တွေ့ရတယ်ဒါပေမဲ့ကျွန်တော်ဒီနေရာမှာစဉ်းစားတာကစကိုင်းကိုသူတို့က buffer zone ဖြစ်နေ KIA ရဲ့ buffer zone ဖြစ်နေထားတဲ့အချိန်မှာစစ်တပ်ကဒီစကိုင်းတွေပဲဗမောတက်ရမယ် sorry ဒီဘောအပေါ်တက်ရမယ်လို့သူကတွေးထားတဲ့အချိန်မှာဘာဖြစ်လို့စစ်တပ်ဟာလိုင်းစာမှာကျင်းပတဲ့သူတို့ရဲ့ KIA ရဲ့နှစ်ပတ်လည်ပွဲကိုဘာဖြစ်လို့တပ်ကသွားပြီးတော့လက်ဖျားနေတော့မတူတာဘုံကျေးရတယ်တပ်မတော်ကပြောတာတပ်မတော်ကစစ်တပ်က KIA ကိုတကယ်ဖြိုးခြင်းအဲ့ဒီနေ့မှာ KIA ခေါင်းဆောင်တွေအကုန်လုံးပါတယ် KIA ခေါင်းဆောင်အဲ့ခေါင်းဆောင်တွေအကုန်လုံးပါတဲ့နေရာကိုဘယ်မှမသိတော့လက်နက်ကဝင်သွားပြီးတော့ပောက်ကွဲသွားတယ်ပေါ့ဗျာဘာဖြစ်လဲလုပ်လို့မရဘူးလားကျွန်တော်ရှင်းလေးပြောတာဆိုတော့ဒါပေမဲ့တက်ကအဲ့လိုလုပ်လို့ရရတဲ့တက်ကလှုပ်သွားဆိုတော့မလှုပ်ဘူးအဲ့ဒီလိုင်သာမှာကျင်းပါတယ်ပွဲကိုကျင်းပါတယ်နော်ခင်ဗျားတို့သိလိုက်လာတော့မသိဘူးမဲ့ကျွန်တော်ပုံမှန်နဲ့ပြောရင်လိုင်သာမလုပ်တဲ့ပွဲကိုကျွန်တော်စဉ်းစားတာလိုင်သာမှာနော်လိုင်သာမှာလုပ်တာလိုင်သာမှာကျင်းပတာ65နှစ်မြောက်ကချင်တော်လန်ရေးတွေကိုလိုင်သာမြို့ပေါ်မှာကျင်းပါတယ်ဘယ်သူတွေပါလဲဆို KIA ရဲ့ဥက္ကရာဖြစ်တဲ့ဂမ်ရှောင်းပါတယ် KIA ဒုက္ခရာဂမ်ရှောင်းပါတယ် KIA ဒုက္ခရာဂမ်ရှောင်းပါတယ်နော် KIA ကဟိုဗာလဲဒီဘိုးပညာရေးရောနော်ဟို KIA ဘိုးပညာရေးဆရာကြီးထုံခါရောဆောင်မှာပါတယ်စစ်တနာချုပ်က KIA စစ်တနာချုပ်ကဒုဗိုလ်ချုပ်ကြီးဒီဥဒီအောင်ဆိုတဲ့ဘူပါတယ်နောက်တစ်ခြားပုံတွေအများကြီးပါတယ်အဲ့ဒါတော့ဘာလို့ဆို KIA မှာတာဝန်ထားတာလုံးသက်250တက်မနေရှိတဲ့ကချင်အဖွဲ့တွေအကုန်လုံးသူကရွှေစိတ်စုတွေပေးတယ်ပွဲလိုင်သာမှာကျင်းပတာတော်လည်းနေ့65နှစ်ပြည့်စုပွဲခင်ဗျာဂမ်ရှောင်းလိုပုဂ္ဂိုလ်တော်ပါလာတဲ့ပွဲဗျာအဲ့ကလိုင်သာမှာဘယ်မှာလုပ်တယ်ဆိုတော့ခင်ဗျာစစ်တပ်ကမှန်းလို့မရဘူးဆိုတော့မဖြစ်နိုင်ဘူးမှန်းလို့ရတယ်ဒါပေမဲ့စစ်တပ်ကအဲ့ဒီလိုင်သာမှာရှိတဲ့ဒီပွဲခန်းသားကျင်းပတဲ့အဲ့ဒီလူတွေစီကိုအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျော်စိုးပါ People Media ဖြစ်ပါတယ်ဗျာဒီကနေ့ဖေဖော်ဝါရီလ9ရက်နေ့ထူးခြားတဲ့သတင်းချို့ကိုကောင်းတော့ပြီးတင်ပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကုလတမ်းပိုက်ပေါ့ဗျာကျွန်တော်တို့ဒီကောင်းလေးဘဝလေလေတဲ့ကိုကတရားမဝင်တာဟိုကြတော့ဟိုဘယ်လိုပြောမလဲလက်မခံနော်သူများတရားဝင်တရားဝင်ပြည်သူ့ဗဏ္ဍာငွေသုံးတာကြတော့ဆောက်ပြစ်လိုက်ပြောတကယ်ပြည်သူ့ဗဏ္ဍာကိုဖင်ခုထိုင်ပြီးတော့ဖြုံးနေတာဘယ်ကောင်းလေးလဲဆိုတော့မင်းတို့အသိဆုံးပါနော်ဒါဥကြုံမိုးထုံးနဲ့ပတ်သက်ပြီးပြောထားတာပေါ့နော်စီဒီကုလတမ်းပိုက်ပေါ့လက်ရှိတော့သူကတော့ NUG ရဲ့လက်ကင်ထုတ်ပေါ့ဗျာ NUG ရဲ့အကျိုးကိုဆောင်ရွက်နေတော့ဥကြုံမိုးထုံးပေါ့ဥကြုံမိုးထုံးကကျွန်တော်တို့မြန်မာနိုင်ငံမှာပထမဆုံးဒါစီဒီအန်လုပ်တဲ့သူလို့ပြောမှာဖြစ်ပါတယ်2020ရွေးကောက်ပွဲနောက်ပိုင်းပေါ့ရွေးကောက်ပွဲရလဒ်တွေထွက်ပေါ်ပြီးတဲ့နောက်ပိုင်းမှာမဲစင်းရဲ့မဲမတမာမှုပေါင်းများစွာတန်းပေါင်းများစွာကြောင့်တပ်မတော်ကနိုင်ငံတော်တာဝန်ယာယီထမ်းဆောင်လိုက်ရတယ်ယာယီထမ်းဆောင်ပြီးတဲ့နောက်ပိုင်းမှာအစောဆုံးကျွန်တော်တို့ဒီစီဒီအန်ပြုတ်လုပ်လိုက်တာက
ဦးကျော်မိုးထွန်းပါဦးကျော်မိုးထွန်းကစီရီယံမပြုတ်လို့မီကာလမှာဒီဘန်အမေရိကပေါ့အဲ့မှာအဲ့ဘန်မှာရှိတဲ့ကျွန်တော်တို့ဒီကုလာနဲ့ဆိုင်တဲ့နေရာတွေမှာသုံးဖို့ဆိုပြီးတော့နိုင်ငံတော်ရဲ့ရန်ပုံငွေပေါ့သုံးစွဲဖို့အတွက်ထည့်ထားတဲ့ရန်ပုံငွေကဒေါ်လာ2.6 သန်းရှိတယ်အဲ့ဒီ2.6 သန်းကိုလက်ရှိကဖြစ်နေတာကကျွန်တော်အဲ့2.6 သန်းပျောက်ဆုံးနေတာဒီ2.6 သန်းနဲ့ပတ်သက်ပြီးတော့ထုတ်ယူသုံးစွဲခွင့်ရှိတာကအခွင့်အာဏာရှိတာကဦးကျော်မိုးထွန်းပဲအခွင့်အာဏာရှိတယ်ဦးကျော်မိုးထွန်းကဒီကျွန်တော်တို့ဒီတိုင်အောင်မှာရှိတဲ့တပ်ဖွဲ့ကိုသူကခေါ်ထုတ်သွားတယ်စီရန်လုပ်သွားတယ်ပေါ့ဗျာတပ်ဖွဲ့ကတော့ကျွန်တော်တို့ဒီနိုင်ငံတော်ရဲ့ရန်တရားတွေမှာတည်ရှိတယ်ပေါ့တည်ရှိတယ်နှစ်ဖွဲ့ကွဲသွားတယ်ပေါ့ဦးကျော်မိုးထွန်းကစီရီယံလောက်သွားတဲ့အချိန်မှာဒီဘန်အမေရိကမှာထည့်ထားတဲ့နိုင်ငံတော်ရဲ့ဒီအရန်ဒေါ်လာအရန်ရန်ပုံငွေပေါ့ဗျာတနည်းအားဖြင့်ရန်ပုံငွေပေါ့ရန်ပုံငွေက2.6 သန်းရှိတယ်ပြီးခဲ့တဲ့ရက်ပိုင်းကကုလသမဂ္ဂရဲ့အတွင်းမှုကကျွန်တော်တို့နှစ်စဉ်နိုင်ငံပေါင်းများစွာပေါ့ဗျာနှစ်စဉ်ကျွန်တော်တို့ဒီကုလကိုထည့်သွင်းရတဲ့ငွေအမောက်တွေရှိတယ်အဲဒီဟာကိုထုတ်ပြန်တဲ့အခါမှာမြန်မာနိုင်ငံကလုံးဝထဲမဝင်ရသေးတဲ့စိမ်းနှမှာကြမြန်မာနိုင်ငံလည်းပါလာတယ်ပေါ့မြန်မာနိုင်ငံပါလာတော့အဲ့ဒီအချိန်တွေကိုဦးတန်းလွင်ထိုးကနေပြီးတော့အစာဆွဲထုတ်လိုက်တယ်အစာဆွဲထုတ်လိုက်တော့ဦးကျော်မိုးထွန်းစီရီယံမလုပ်ခင်မှာဒီဘန်အမေရိကမှာရှိတဲ့တန်ရုံကနေစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ဒေါ်လာ2.6 သန်းရှိတယ်အဲ့ဒီ2.6 သန်းဒေါ်လာတွေဘယ်ရောက်သွားလဲငွေတွေဘယ်ရောက်သွားလဲပေါ့ဦးတန်းလွင်ထိုးကနေပြီးတော့ကျွန်တော်တို့ဒါသူ့ရဲ့ Facebook ကနေပေးရတယ်တင်တယ်ပေါ့ဗျာတင်တဲ့အခါမှာဒီကနေ့ကျတော့ဟိုအပြန်ရှင်းတယ်ဗျဦးတန်းလွင်ထွန်းရေးပြီးသွားလို့ကျွန်တော်ရက်က3ရက်လောက်ရှိနေတူပါတယ်ဒီကနေ့မှသူကဦးကျော်မိုးထွန်းကသူဘယ်သူနဲ့ပြောလဲဆိုတော့ NUG ရဲ့မီဒီယာတွေနဲ့ပြောတယ်သူရဲ့မွေးတိုင်းကိုကျွန်တော်တင်ပြမယ်ဦးတန်းလွင်ထွန်းကတော့တော့ဗျာအချက်နဲ့အလက်နဲ့သူတိတိကျကျပြောထားတာဗျာဦးတန်းလွင်ထွန်းကဗျာခင်ဗျားကလည်းမီဒီယာဘိုးပေဘယ်နေရာမှာပါရှိရဘယ်နေရာမှာဘယ်ထုတ်ရှိရဘယ်နေရာမှာအကုန်သိတယ်ဒါဦးကျော်မိုးထွန်းကသူကမလိမ့်တစ်ပတ်လောက်သွားတယ်သူကဘာလုပ်လဲဆိုတော့သူဒီကနေ့မှာဒီ NUG ရဲ့မီဒီယာတွေနဲ့သူကပြောတယ်သူကဘာပြောလဲဆိုတော့2021ကနေစပြီးတော့2025အထိကျွန်တော်တို့တက်နိုင်သမျှမဲပေးခွင့်မဆုံးရှုံးမှုအတွက်တော်လိုင်းရေးစပြီးအချိန်နောက်ပိုင်းမှာ3ချိန်တိတိပေါ့နော်ကုလသမဂ္ဂကိုပေးသွင်းရမယ့်အ ਨੇ ဆုံးပမာဏကိုကျွန်တော်ပေးသွင်းခဲ့တာရှိပါတယ်အ ਨੇ ဆုံးပမာဏပထမအချိန်ပေးသွင်းတော့ကတော့အဖွဲ့ရဲ့ရန်မဝင်အောက်မှာရှိတဲ့ငွေတွေက3 သိန်းကျော်ကိုကုလသမဂ္ဂရုံးကိုပေးသွင်းခဲ့တယ်ပြီးတော့2024မှာတစ်ချိန်ပေးသွင်းတယ်တဲ့2025မှာတစ်ချိန်ပေးသွင်းတယ်ပေါ့2024မှာပေးသွင်းတာရေ2025မှာပေးသွင်းတာရေကတဲ့ NUG ကနေတစ်ဆင့်ပေးလာတဲ့ပတ်စံကိုမြန်မာအဖွဲ့ရုံးနယူးယောက်အကောက်ကနေပြီးတော့ကုလသမဂ္ဂရုံးကိုတဲ့ပေးသွင်းရမယ့်အမောက်3 သိန်းကျော်ကိုကျွန်တော်နှစ်ဆင့်ပေးသွင်းပါတယ်တဲ့ဒီ NUG ကပတ်စံဆိုတာပြည်သူတွေကနေပေးတဲ့ပတ်စံပေါ့ဗျာသူကအဲ့လိုသဘောပေါ့ဗျာဒါကြောင့်အခုလိုမျိုးပေးသွင်းနိုင်တာကြောင့်လည်းအခုဒီမြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ကုလသမဂ္ဂမှာမဲပေးခွင့်အကို2026ခုနှစ်နှစ်ကုန်ထိဆက်ရှိနေတာဖြစ်တယ်တဲ့သူကအဲ့လိုပြောတယ်သူကပြောတယ်အဲ့တော့ပြောတော့လက်ရှိဒီမှာပြောတာကသူပေးသွင်းတယ်ပေါ့ဗျာဒီပေးသွင်းတာက NUG ကနေလာတဲ့ပတ်စံပေါ့သူအဲ့လိုပေးသွင်းတယ်လို့ပြောတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီပတ်စံက NUG ပတ်စံလားဒါကသူတကယ်ပေးသွင်းလားမသွင်းဘူးလားဆိုတော့ကျွန်တော်အချက်လက်ကလည်းရှိမနေပြဘူးဒါအောင်မကြမီမှာကျွန်တော်တို့ဦးတန်းလွင်တော့ထပ်ပြီးဖော်ထုတ်လိမ့်မယ်နိုင်ငံဥပမာကဗျာလည်းနိုင်ငံအခြားနိုင်ငံတွေမှာကဗျာစင်းစရာအချက်လက်ရဖို့အဲ့လောက်ခက်တာမဟုတ်ဘူးကျွန်တော်နိုင်ငံနဲ့မဆိုင်ကျွန်တော်နိုင်ငံကျတော့ကျွန်တော်အချက်လက်တစ်ခုရဖို့အရန်ခက်ခဲတယ်ဟိုမှာကဗျာလည်းဒီအန်တာတစ်ချက်ခေါက်လိုက်အကုန်ပြုတ်ကြလာအဲ့လောက်မခက်ဘူးအဲ့လောက်ထိအောင်မခက်တာဒါကိုကျွန်တော်တို့ဦးတန်းလွင်တော့မကြခင်သူထပ်ပြီးတော့ရှင်းပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကဒီနေရာမှာဟိုမရှင်းသွားတာကရှင်းမသွားတာကဦးကျော်မိုးထွန်းကဒီနိုင်ငံပိုင်ငွေပေါ့ဗျာသူစီရမလုပ်ခင်ကဒီဘဏ်အကောင့်တွေမှာရှိခဲ့တဲ့နိုင်ငံတော်ငွေ2.6 သန်းကိုသူရှင်းမသွားဘူးဒါဆိုရင်ဒီ2.6 သန်းကဘယ်ရောက်သွားတော်လိုင်းရဲ့ရောက်သွားမျိုးစုံအတန်းစားပေါင်းများစွာနဲ့အလုံးလုံးနေတဲ့ပြည်သူတွေရဲ့ငွေကိုခိုးတယ်တခိုးတွေကသူများကိုနော်ပြည်သူတွေလှုပ်ပင်နေတဲ့သူကိုခိုးတယ်နော်တခိုးတွေစောက်ကျင်မှာပဲနော်အမေစုကိုလည်းဒီကောင်နေဒီလိုပဲကြောက်တက်ထည့်ခဲ့တာဗောနော်ထောင်ထဲထည့်ခဲ့တာပဲကြောက်တက်ချပြီးတော့နော်တခိုးတွေကတခိုးတော်ရိုးတခုမတခိုးကြီးတွေကအစင်လာမပြတ်တော့တခိုးမျိုးရိုးတွေကသူများကိုတခိုးတယ်မျိုးနော်အဲ့လိုပါပဲလူတွေကသိမလားဟိုကိုကသာခိုးစားခြင်းလားနော်ဟိုသူများကိုကြတော့လက်ညိုးကတငေါငေါနဲ့အဲ့လိုမျိုးပေါ့နော်ကိုကခိုးပြီးတော့သူများကိုလက်ညိုးထိုးပြီးတော့တခိုးနဲ့အဲ့လိုမျိုးပေါ့နော်တကယ်ပြည်သူအတွက်လုံနေတဲ့သူတွေကြတော့နော်ပြည်သူကမလို့
တို့ကြီးစားပြောတော့မယုံဘူးလားဟမ်ကြော့ကျွန်းစိုးနော်ဦးကျော်မိုးထွန်းမနေ့ကမရောက်နိုင်ပြောတယ်ပေါ့နော်ဦးကျော်မိုးထွန်းကကုလတန်မမရှိလို့ပေါ့နော်သူအဆင်မပြေဘူးပေါ့နော်အဲ့လိုမျိုးပြောတယ်နော်ဒီကောင်လည်းနည်းနည်းပြည်သူဘန်နာကွာပြည်သူဘန်နာကိုအဓိကအခုချိန်မှာထိုင်ခိုးပြီးထိုင်ဖြုံးတာဘယ်မေးလို့တွေနောက်တစ်ခုကပြည်သူဘန်နာနဲ့ဦးကျော်မိုးထွန်းသုံးလိုက်တယ်ဆိုရင်တော့ပြည်သူကဂျင်းနဲ့တယ်သိလားကုလတန်အမတ်တယောက်အနေနဲ့ပြည်သူဘက်မှာရက်တီလို့ဒေါ်လာ1.6 တန်းဆိုတော့ဘာမှမဟုတ်ဘူးကွာသိလားနော်ပြည်သူကဂျင်းနဲ့တယ်ဘာလို့ဆိုသူ့ကိုစီဒီယန်လုပ်တဲ့အတွက်ချီးမြှင့်တဲ့သဘောတောင်ရောက်တယ်သူသုံးလိုက်တယ်ဆိုတော့ဘာမှရှော့မရှိဘူးသိလားဒါပေမဲ့သူမသုံးပါဘူးသူအဲ့မှာတော်လိုင်းလေးပဲအားဖြစ်မယ်လို့ထင်ပါတယ်နော်ဘာပဲဖြစ်ပါပြည်သူဘက်ရက်တီတာကအလုံးအင်မတန်ကိုကျေးဇူးကြီးလာနေပြီဗျာနော်ကျေးဇူးတင်ပါတယ်နော်တကယ်တသားရက်တီပေးတယ်လေးစားပါတယ်အဲ့တော့ဘောမတွေသိလားပြည်သူဗန္ဒာငွေနဲ့ဘယ်လိုစီးစင်းရှင်လဲဆိုပြည်သူစန္ဒာပါမင်းတို့မင်းအောင်လိုက်လို့စန္ဒာမဟုတ်ဘူးနော်ပြည်သူပေးထားတဲ့ဗန္ဒာတွေဘယ်နေရာမှာသုံးနေလဲဆိုတာကပြည်သူရဲ့စန္ဒာသဘောထားတာအတီးဖြစ်တယ်မင်းတို့ကောင်လေးလှုပ်ရှင်တိုင်းလှုပ်အောင်မင်းတို့ကမင်းတို့လှုပ်တာကိုပြည်သူကစားတာမဟုတ်ဘူးနော်ပြည်သူဗန္ဒာနဲ့မင်းတို့စားနေတဲ့ကောင်သိလားမင်းတို့မင်းအခုမင်းဘောမှာပြီးစပွန်ဆာရနေတဲ့ပတ်စံတွေလည်းပြည်သူဗန္ဒာတွေကရတဲ့ပတ်စံတွေပဲမင်းဘာတွေဘယ်ရမှာလို့ဒီတလန်းပဲရှိတာနော်ကဲထားပါကျွန်တော်ရဲ့ဗီဒီယိုလေးတော့ပဲနောက်ထပ်ဗီဒီယိုတွေ3 2တွေအကြောင်းအရာတွေတွေ့ရင်ကျွန်တော်ညီကိုမောင်မတွေအတွက်ထပ်မံစူးစီးပြီးတော့ရှင်းပြပေးပါဦးမယ်ကြည့်ရှုအားပေးကြတဲ့အတွက်လည်းအားလုံးကိုအထူးဝင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ